ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူဟာမက်ဆီကမ္ဘာအကောင်းဆုံးဖြစ်လာအောင်ပြိုးထောင်ခဲ့သူပါအားလုံးပဲမင်္ဂလာပါခင်ဗျအားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်လီယိုနယ်မက်ဆီရဲ့ဖခင်ဖြစ်သူဂျော့ချ်မက်ဆီကအသက်68နှစ်အရွယ်မှာနာတာရှည်ယောဂါကိုကာလရှည်ခံစားခဲ့ရပြီးတဲ့နောက်မွေးရမြေရိုဆာရီယိုမြို့ကဆေးရုံမှာကွယ်လွန်သွားခဲ့တဲ့ဆိုတဲ့စိတ်မကောင်းစရာသတင်းတွေအတိုင်းအစားမရှိဝမ်းနည်းရပါတယ်ကမ္ဘာကောင်းဆုံးဘောလုံးသမားတစ်ယောက်ရဲ့နောက်ွယ်ကအကြီးမားဆုံးသောမောင်းနှင်အားမန်နာကြီးတစ်ခုပြိုလဲသွားခဲ့တာမို့လို့မက်ဆီနဲ့တကွာမိသားစုဝင်တွေအားလုံးနဲ့ထပ်တူထပ်မျှထိခိုက်စိတ်မကောင်းရပါကြောင်းရှေးဦးစွာပြောလိုက်ပါစီမက်ဆီရဲ့ဘောလုံးသမိုင်းအကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဂျော့ချ်မက်ဆီဆိုတဲ့အမျိုးသားကြီးရဲ့အခမ်းကဏ္ဍကတာမန်ဖခင်တယောက်ထက်အများကြီးပိုလွန်ပါတယ်ဂျော့ချ်ကတမ်မလီဆက်ယုံမှာလှုပ်တဲ့တာမန်လူသမားတယောက်ဖြစ်ခဲ့တယ်လို့မက်ဆီရဲ့ပထမဆုံးဘောလုံးနီးပြလည်းဖြစ်ခဲ့တာပါမက်ဆီလေးအသက်၄နှစ်အရွယ်ဂရန်ဒိုလီအသင်းမှာစတင်ခြေလှမ်းချိန်ကလည်းတပွားမခွာလမ်းပြပေးခဲ့တာပါဘောလုံးပါရမီပါလာပြီးမြဲအသက်17နှစ်မှာကြီးထွားဟော်မုန်းချို့တဲ့ယောဂဖြစ်တဲ့အချိန်မှာမက်ဆီရဲ့နာဂတ်ဟာမရေမရာဖြစ်သွားခဲ့တာပါစေကူတာဈေးကဒေါ်လာ900နီးပါးကုန်ကျခဲ့ပြီးတော့အာဂျင်တီးနားကကလပ်တင်းတွေကပါဒီဈေးကိုတာဝန်ယူနိုင်ကြတဲ့အချိန်မှာဖခင်ဖြစ်သူဂျော့ချ်ကဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။ဝေးရမြေရဲ့စီးပွားရေးကြက်တဲတွေကြားကနေဒါဖြစ်သူရဲ့အိမ်မက်ကိုမပြတ်စည်းစေခြင်းလုံးလို့ပင်လယ်ကိုဖြတ်ပြီးတော့စပိန်နိုင်ငံဘာစီလိုနာအသင်းစီကိုခေါ်ဆောင်သွားခဲ့တာကဂျော့ချ်ရဲ့စွန့်စားမှုနဲ့တတိတွေကိုတက်တည်ပြနေတာပါ။စပိန်ရောက်စာမှာလည်းခက်ခဲပေါင်းစုံရင်ဆိုင်ခဲ့ရပြီးတော့ဘာစီလိုနာရဲ့ပထမဆုံးစာချုပ်ကိုစက်ကူတရက်တောင်မဟုတ်ဘဲနဲ့တစ်ရှူးစပေါ်မှာပဲလက်မှတ်ရေးထိုးခဲ့ရတဲ့အထိဒုက္ခပေါင်းစုံဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်။ဖခင်တယောက်ရဲ့မဆုံးမနစ်တဲ့ဇွဲနဲ့သားပေါ်ထားတဲ့ယုံကြည်မှုတို့ကြောင့်သာမဟုတ်ဘူးဆိုရင်ဒီကနေ့ကဘာကတီးကြတဲ့လီယိုနယ်မက်ဆီဆိုတာရှိလာမှာမဟုတ်ပါဘူး။မက်ဆီကဘာထိတန်ကစားမဖြစ်လာချိန်မှာလေဂျော့ချ်ကသားဖြစ်သူရဲ့အေဂျင့်ဖြစ်တောင်းယူပေးခဲ့ပြီးတော့ကစားမဝကန်ထရိုက်စာချုပ်ဒီစီဝါရေးဆိုင်ရာသဘောတူညီမှုတွေကိုတာဝန်ယူဖြည့်ရှင်းပေးခဲ့တာပါ။ဘာစီလိုနာကနေ PSG ကိုပြောင်းရွှေ့ချိန်နေအင်တာမန်မီစီကိုဦးတည်ချိန်နေနဲ့ကမ္ဘာ့ဖလားချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အချိန်ထိမက်ဆီရဲ့အောင်မြင်မှုနဲ့ကြာရှုံးမှုတိုင်းမှာဂျော့ချ်ကအမြဲတမ်းနောက်ွယ်ကနေဒိုင်းတပွဲကာကွယ်ပေးခဲ့သူတစ်ယောက်ပါမက်ဆီကိုရိုင်းကလည်းသူ့ရဲ့အောင်မြင်မှုတိုင်းအတွက်ဖခင်ဖြစ်သူရဲ့ဂျေဇူးတရားနဲ့ပံ့ပိုးပေးမှုတွေကိုမကြာခဏထုတ်ဖော်ပြောဆိုခဲ့မှုတာပါအခုလိုမျိုးမက်ဆီရဲ့ဘဝတစ်ခုလုံးအတွက်မရှိမဖြစ်လိုအပ်ခဲ့တဲ့ဖခင်ကြီးကွယ်လွန်သွားတာကမက်ဆီအတွက်တည်းမဟုတ်ဘဲနဲ့ဘောလုံးကမ္ဘာတစ်ခုလုံးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်ဒါဖြစ်သူကိုကမ္ဘာကောင်းဆုံးကစားမတစ်ယောက်ဖြစ်ပြိုးထောင်ပေးနိုင်ခဲ့ပြီးအာဂျင်တီးနားနဲ့အတူကမ္ဘာဖလားကင်မြောက်နိုင်ခဲ့တာကိုကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ရှိသွားခဲ့တာကတော့ဖခင်တယောက်အနေနဲ့ကြီးမားဆုံးပီတိတစ်ခုဖြစ်ခဲ့မယ်ဆိုတာသိကြပါရခင်ဗျာဂျော့ချ်မက်ဆီတယောက်ရောက်လျာဘဝမှာငြိမ်းချမ်းပါစေကြောင်းနဲ့ကြံရည်သူမက်ဆီနဲ့မိသားစုဝင်တွေအားလုံးလည်းဒီဝမ်းနဲ့ဝယ်သောကကိုကြမ်းကြမ်းခံကြော်ဖြတ်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါရခင်ဗျာ